အားလုံးပဲမင်္ဂလာပါခင်ဗျာဒီမနက်မှာလည်းထပ်မံပြီးတော့ခွန်လေးတစ်ဘရိတ်ထပ်မံပြီးတော့အောင်မြင်သွားခဲ့ပါတယ်เนาะဆရာဒီမှာပြထားတယ်ဆရာမနက်ကတစ်ဘရိတ်ချပေးခဲ့တယ်မေယိုဘက်ကိုခွန်လေးတင်ထိုးဖို့ဆရာချပေးခဲ့တယ်เนาะခွန်လေးတဲကိုအောင်မြင်သွားခဲ့ပါတယ်เนาะဆရာရဲ့ကြိုးစားမှုလေးတွေအရာထင်လာတော့ဝမ်းသာပါတယ်เนาะခုနှစ်သားသမီးအားလုံးဆရာကြောင့်အဆင်ပြေသွားကြတော့သိရလို့လေတကယ်ကိုကျေနပ်ပါတယ်တကယ်ကိုပီတိဖြစ်ရပါတယ်ပေါ့နော်ကဲဒီညနေမှာလည်းထပ်မံပြီးတော့အောင်ပွဲတွေဆင်နွှဲစေရမယ်ခင်ဗျာเนาะဒီနေ့28ရက်3လ2025ကြာသပတေးနေ့ညနေပိုင်းမှာလည်းထပ်မံပြီးတော့အောင်မြင်ဖို့အတွက်ဆရာရဲ့ဒီ YouTube channel လေးကို subscribe လေးနှိပ်ထားပါဒီဗီဒီယိုလေးကိုတွေ့ရတဲ့ like လေးလုပ်မယ်မျှဝေလို့ရတဲ့နေရာလေးတွေမှာမျှဝေကြမယ်ခင်ဗျာเนาะကဲဒါဆိုရင်တော့ဒီနေ့28ရက်3လ2025ကြာသပတေးနေ့ညနေပိုင်းအတွက်အကောင်းဆုံးအပိုင်းကဏ္ဍတွေကိုထပ်မံပြီးတော့မျှဝေတင်ဆက်ပေးလိုက်ပါတယ်เนาะကဲဒီညနေအတွက် break အနေနဲ့ကတော့4 break ပါ4 break ဆိုရင်အပူး2ခွက်ကိုထည့်ဆော့ပေးပါ2ရဲ့ခွန်ရဲ့40ရဲ့เนาะအဲ့3ခွက်ကို main ခွက်အနေနဲ့တင်ပြီးကစားပါ break ဆွဲနိုင်တဲ့သူတွေက break ကိုဆွဲပေးပါเนาะနောက်ထပ်အပမူလဲထိတ်စီးအနေနဲ့ကတော့6ထိတ်စီးနဲ့2ထိတ်စီးပဲဖြစ်ပါတယ်6ထိပ်စီးမှာဆိုရင်6 1 6 3 6 5ကိုဆရာတော်တော်လေးသဘောကျတယ်2ထိပ်စီးမှာဆိုရင်20 2 1 2 9ကိုဆရာအရန်သဘောကျပါတယ်เนาะပြီးတော့ဆရာကထပ်မံပြီးတော့အပမူလဲတွက်စားရလုံးဝပြတ်ပြမရှိတဲ့အပိုင်းပတ်တီးတစ်လုံးကိုထပ်မံပြီးတော့မျှဝေတင်ဆက်ပေးတော့မှာပဲဖြစ်တယ်เนาะဒီပတ်တီးလေးကိုတော့ဆရာကပေါက်ပေးနေပဲမျှဝေပေးတော့မှာဖြစ်ပါတယ်เนาะဆရာရဲ့စူးစမ်းအားထုတ်မှုတွေဆရာပေးခဲ့တဲ့အချိန်တွေအတွက်ဆရာလည်းထိုက်တဲ့လောက်အကျိုးခံစားခွင့်တော့ရချင်ပါတယ်ဆရာကဒီအပမူလေးရဲ့အပိုင်းပတ်တီးတစ်လုံးကိုဆရာကပေါက်ပေးနဲ့မျှဝေပေးသွားမှာဖြစ်တယ်เนาะပေါက်ပေးပါဆရာဘက်ကငွေတစ်ပြားတစ်ချက်မှကြိုးမယူကြိုးမတောင်းဘူးเนาะဆရာရဲ့မိတ်ဆွေတွေလက်ထက်ကိုပေါက်ကနန်းလေးပေါက်တီးပတ်တီးတစ်လုံးကိုထည့်ပေးလိုက်မှာဖြစ်တယ်เนาะကနန်းလေးကျသွားပြီးဒိုင်စီကငွေထုတ်ပြီးသွားပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဂရီလေးတော့ပြန်တီးပေးပါဗျဂရီတစ်လုံးကိုတီးပေးပါเนาะအမျိုးတွေเนาะဆရာလည်းဆရာရဲ့ကြိုးစားအားထုတ်မှုတွေအတွက်ထိုက်တင်တလောက်ပညာချင်းလေးရကြင်ပါတယ်ဒါကြောင့်မလို့ဆရာကငွေလဲကြိုးမယူကြိုးမတောင်းမနဲ့ပေါက်ပေးနဲ့ပဲပေးတာဖြစ်တယ်ဆရာရဲ့ပတ်တီးပေါက်ပေးက2000ကျပ်ပါเนาะဒီညနေမှာအကောင်းဆုံးစူးစမ်းပေးထားတယ်เนาะအပိုင်ပတ်တီးတစ်လုံးနဲ့ရှုံးကျွေးတွေကြေးကျင်ပါတယ်ဒိုင်စီကငွေတွေသိမ်းကျင်ပါတယ်ဆိုရင်တော့ဆရာစီမှာအမြန်ဆုံးဆက်သွယ်ပြီးတော့လာယူလိုက်ပါခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေเนาะ